ဆူဆူဟာသူ့အကိုနဲ့မကြီးဖြစ်သူတို့မူစကူဒူးနေတာကိုညစဉ်သူမအခက်ကစောင့်ကြည့်ရင်စိတ်တွေလှုပ်ရှားနေခဲ့ပါတယ်။နောက်တော့သူမလည်းစိတ်မထိန်နိုင်တာနဲ့ရိုးအွန်ဘူးနဲ့ပဲစက္ကန့်သွားလိုက်ပါတယ်။ဆူဆူဟာသူမရဲ့အကိုအရင်ဖြစ်သူအပေါ်အမြဲတမ်းရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့မယိုသားခဲ့ပါဘူး။တနေ့မှာတော့သူမစိတ်မထိန်နိုင်ပဲသူမအကိုကိုအခန့်နဲ့ကိုခေါ်ခဲ့ပါတယ်။စိတ်မထိန်နိုင်တဲ့ဆူဆူဟာသူမအကိုအရင်ဖြစ်သူကိုလက်ခုပ်တီးပိုးမြူဆွဲတဲ့အခါသူမအကိုကလည်းမငြင်းဆန်ခဲ့ပါဘူး။မကြီးဖြစ်သူနိုင်ငံခြားမှာအလုပ်သွားလုပ်နေတဲ့အခါမှာမောင်နှမနှစ်ယောက်ဟာအမြဲတမ်းစိတ်ထင်ထိုင်ကျနေခဲ့ပါတယ်။ညီမဖြစ်တဲ့သူမမျော်လင့်ပဲကိုဝင်ရောက်သွားတော့အကိုဖြစ်သူဟာမယားတိမှကြောက်ပြီးတောကိုပို့လိုက်ပြီးသူပြန်လာမဲ့အကြောင်းဒီမှာနေခဲ့မဲ့အကြောင်းကိုမှားကြားခဲ့ပါတယ်။ဒါပေမဲ့အချိန်အတော်ကြာတဲ့အထိအကိုဖြစ်သူဟာပြန်မလာခဲ့ပါဘူး။ညီမဖြစ်သူဟာလက်ထက်မှာပတ်စံမရှိတော့အကိုဖြစ်သူကိုရှာဖို့အတွက်မြို့ကိုတက်လာခဲ့ပါတယ်။တမောလက်မဝယ်ဖို့ပတ်စံမရှိတာကြောင့်တမောရဲ့ကုန်းလောင်ခန်းထဲမှာပုံခုတ်ပြီးလိုက်ပါလာခဲ့ပါတယ်။ဒါကိုတမောအရာရှိကတီးတဲ့အခါမှာအခွင့်အရေးယူဖို့ကြိုးစားပါတော့တယ်။သူ့ရဲ့အလိုအင်ဆန္ဒကိုမလိုက်ရော်ပေးဘူးဆိုရင်ခလေးကိုပင်လေတဲ့ပြစ်ချမယ်လို့ချိန်ချောက်ပါတယ်။မိစုဟာငိုရုတ်တောင်းပေမဲ့မရတာကြောင့်သူပြူးသမျှနှုတ်ရပါတော့တယ်။ချစ်တငယ်ချင်းတို့ရေဒီကားလေးအဆက်ကလေးကိုကြည့်ချင်နေဆိုရင်အကောင့်လေးကို follow သွားအသေးလေးပေးထားခဲ့ပြီးမဲ့မှာတခုခုလေးမှန်ခဲ့ပြပါအောင်နော်။